multiple exposure ပုံတွေကိုဘယ်လိုပုံစံမျိုးရိုက်ကူးရမလဲဆိုတာကိုကျွန်တော်ပြောပြပေးချင်ပါတယ် Okay ရပါပြီအဲ့တော့ final result ပုံလေးပါOkay မြင်ရလားမသိ final result ရိုက်မယ်1 2 3ရိုက်ပြီညာဆိုတော့ပုံတစ်ပုံထဲမှာ multiple exposure ကိုအသုံးပြုပြီးရိုက်ထားပါကျွန်တော်တို့ကင်မရာနဲ့လုံးဝအပြီးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ NW Studio ရဲ့ founder နဲ့ photographer ကိုကျော်ဖြိုးနိုင်ဖြစ်ပါတယ်ကျွန်တော် knowledge sharing video file တွေမလုပ်ဖြစ်တာတော်တော်ကြာပါပြီဒီနေ့မှာတော့ multiple exposure လို့ခေါ်တဲ့ double exposure ပုံတွေကိုဘယ်လိုပုံစံမျိုးရိုက်ကူးရမလဲဆိုတာကိုကျွန်တော်sharing လုပ်ပေးချင်ပါတယ် multiple exposure ဆိုတာကကျွန်တော်တို့ပထမဆုံးပုံတစ်ပုံပေါ်မှာကျွန်တော်တို့နောက်ထပ်ပုံရိပ်လေးတွေကျွန်တော်တို့ထပ်ပြီးတော့ရိုက်ကူးရတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့စိတ်ကူးစိတ်တန်ရှိရင်ရှိသလိုကျွန်တော်တို့ပုံတွေကိုကျွန်တော်တို့စိတ်ကြိုက်ဖန်တီးလို့ရပါတယ် multiple exposure ကကျွန်တော်တို့ဓာတ်ပုံရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့အလင်းနဲ့အမောင်ကိုအသုံးပြုပြီးတော့ရိုက်ကူးရမှာဖြစ်ပါတယ်ဆိုတော့ဒီ main point key point ကတော့ light နဲ့ share ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ multiple exposure ကိုရိုက်ကူးတဲ့အခါမှာတည်ထားတဲ့အချက်လေးတွေရှိပါတယ်ရိုက်ကူးတဲ့အခါမှာလည်းကျွန်တော်တို့အပိုင်းလေးတွေခွဲပြီးမှရိုက်ကူးမှရပါတယ်ဆိုတော့ကျွန်တော်တို့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ရိုက်ကူးရပါမယ်ပထမဆုံးရိုက်တဲ့ပထမဆုံးပုံကိုကျွန်တော် base image လို့သတ်မှတ်ရပါတယ်ဒုတိယပုံတတိယပုံစတဲ့နောက်မှဆက်ရိုက်တဲ့ပုံတွေကိုကျွန်တော် layer image လို့သတ်မှတ်ထားပါမယ်ဆိုတော့ပထမဆုံး wave image ကိုစပြီးတော့ရိုက်တဲ့ခါမှာကျွန်တော်တို့က solid photography ပုံစံမျိုးပေါ့နော်ရှေ့က subject ပုံစံကိုကျွန်တော်တို့ဒီအရေးသဏ္ဍာန်ပုံစံမျိုးလေးဒါမှမဟုတ် share များများရှိတဲ့ပုံစံမျိုးလေးကျွန်တော်ထားပြီးတော့ရိုက်ကူးရမှာဖြစ်ပါတယ်နောက်ထပ်ထပ်ရိုက်တဲ့ layer image တွေကြမှာသာလည်းကျွန်တော်တို့ဒီ lighting နဲ့ကျွန်တော်တို့ shadow လေးကိုပြန်ပြီးတော့ပြောင်းရရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒုတိယ layer image မှာ subject ကိုကျွန်တော်တို့lighting ထားပြီးတော့ background ကိုကျွန်တော် shadow ဘိုင်းနဲ့ထားပြီးရရမှာဖြစ်ပါတယ်ဒီလိုရိုက်ကူးခြင်းအဖြစ်ကျွန်တော်တို့ base image မှာရှိတဲ့ shadow ဘိုင်းတွေမှာကျွန်တော်တို့ layer image ရဲ့ highlight ဘိုင်းတွေကဝင်ပြီးတော့ကျွန်တော်တို့ပုံရိပ်လေးတွေထပ်သွားတာဖြစ်ပါတယ် multiple exposure ကိုရိုက်ကူးတဲ့အခါမှာကျွန်တော်တို့ကင်မရာတွေကနေမှရွေးချယ်စရာ setting 3မျိုးရှိပါတယ်ဒါတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ရိုက်ကူးလို့ရပါတယ်အဲ့ဒီ3မျိုးကတော့ adaptive ရဲ့ average ရဲ့bright depth ရဲ့ဒီ3မျိုးကျွန်တော်တို့ခွဲခြားပြီးတော့ရိုက်ကူးလို့ရပါတယ်ပထမဆုံးတစ်ချက် adaptive ပေါ့နော်ဒီကောင်ကျတော့ကျွန်တော်တို့ပုံထဲမှာရှိတဲ့အလင်းရှိတဲ့အပိုင်းတွေမှာပြန်လည်ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ဖန်တီးပေးတာပါဆိုတော့ဒါကနောက်ဆုံးထွက်လာတဲ့ final result မှာကအလင်းနည်းနည်းများတဲ့ပုံတွေဖြစ်လာနိုင်ပါတယ်ဒုတိယကတော့ average ပါဒီ average ကတော့ကျွန်တော်တို့ပုံထဲမှာရှိတဲ့အလင်းအမောင်တွေကိုကျွန်တော်တို့လိုအပ်တယ်လို့ကင်မရာကနေပြန်လည်ပြီးတော့ချိန်ညှိပြီးတော့ပုံတွေကိုထုတ်ပေးတာပါဒါကအခုမှကျွန်တော်တို့စရိုက်တဲ့သူတွေအတွက်လုံးဝအဆင်ပြေတဲ့ setting တစ်ခုပါနောက်ဆုံးကတော့ကျွန်တော်တို့ bright and depth ပါဒီကောင်ကတော့ကျွန်တော်တို့ပုံထဲမှာရှိတဲ့အလင်းရှိတဲ့အပိုင်းဒါမှမဟုတ်အမောင်ရှိတဲ့အပိုင်းတွေကိုပေါင်းဆက်ပြီးတော့final result ပုံကိုထုတ်ပေးတာပါခုမှစရိုက်တဲ့သူတွေအတွက်ဆိုရင်တော့အကောင်းဆုံးကတော့ဒီ average ကိုထားပြီးတော့ရိုက်တာကပို့ပြီးတော့ကောင်းပါလိမ့်မယ်ဒီ multiple exposure တွေကိုရိုက်ကူးတဲ့အခါမှာကျွန်တော်တို့တတိထားတဲ့အချက်လေးတွေလည်းရှိပါတယ်ဒါပါလဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ over expose ဖြစ်နေလို့မရပါဘူးကျွန်တော်တို့ပုံနှစ်ပုံကိုရိုက်မယ်ဆိုပါစို့ကျွန်တော် base image နဲ့ layer image ပေါ့နော် base image မှာကကျွန်တော်တို့ over expose ဖြစ်နေတယ်နောက်ထပ် layer image ကလည်း over expose ဖြစ်နေရဆိုရင်တော့နှစ်ပုံလုံးကအလင်းများနေတဲ့ပုံတွေသွားထပ်လိုက်တဲ့ခါမှာနောက်ဆုံးထွက်လာတဲ့ final result ကလုံးဝဖြူဖက်ဖက်ပုံကြီးဖြစ်နေမယ်ကျွန်တော်တို့ပြချင်တဲ့ရည်ရွယ်ချက်ကိုရောက်နေတဲ့ပုံမဟုတ်ပဲဖြစ်နေပါတယ်ရည်ရွယ်ချက်ပျက်စီးသွားတဲ့ပုံဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပုံနှစ်ပုံလုံးက over expose ဖြစ်နေလို့မရပါဘူးဒုတိယတစ်ခုကတော့ကျွန်တော်တို့ဒီ base image နဲ့ layer image ရဲ့နှစ်ခုလုံးမှာပါတဲ့ subject တွေကကျွန်တော်တက်ထပ်မိနေလို့မရပါဘူးဥပမာတစ်ခုအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ပထမဆုံး site တဲ့ base image မှာကျွန်တော်တို့လူပုံကို shadow ဘိုင်းနဲ့ထားပြီးတော့အရေးပုံစံမျိုးလေးပဲရိုက်မယ်ဗျာရိုက်ပြီးတော့ကျွန်တော်တို့layer image မှာကကျွန်တော်တို့ဒီအပင်ပုံစံမျိုးတွေဒါမှမဟုတ်စောက်အောင်ရဲ့အချွန်အတက်ပုံစံမျိုးတွေကျွန်တော်ထားပြီးရိုက်မယ်ဆိုပါစို့ဒါဆိုရင်ကျွန်တော်တို့နှစ်ပုံထပ်လိုက်တဲ့အခါမှာဒီကျွန်တော်တို့ရဲ့မျက်နှာလူရဲ့မျက်နှာမှာဒီ layer image ရဲ့မှာပါတဲ့အချွန်အတက်တွေကကျွန်တော်တို့မျက်နှာတွေမျက်လုံးတွေပါးစပ်တွေမှာသွားထိမယ်ဆိုရင်ကျွန်တော်တို့ပုံကရွယ်ချက်ပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီလိုထပ်တော့မယ်ဆိုရင်ကျွန်တော်တတိထားမှာကကျွန်တော်တို့လူပုံတွေပါတယ်ဆိုရင်လူရဲ့မျက်နှာမျက်လုံးပါးစပ်နှာခေါင်းစတဲ့ဒီအရာတွေကိုရှောင်ကွင်းပြီးမှကျွန်တော်တို့ထပ်မှအဆင်ပြေပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ multiple exposure ရိုက်တယ်ဆိုတာကကျွန်တော်တို့ချက်ချင်း final result ပုံကောင်းကောင်းတန်းပြီးတော့မရနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဒီ multiple exposure ကကျွန်တော်တို့ရိုက်ချင်တဲ့အကြောင်းအရာကိုစိတ်ကူးထဲမှာပုံဖော်ပြီးတော့အပြင်မှာအမှန်တကယ်ရိုက်ကူးရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တခါတည်းပုံကောင်းတော့တန်းပြီးတော့ရမလာနိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့အချိန်ချင်းစူးစမ်းဖို့လိုပါလိမ့်မယ်ဒီလိုအချိန်ချင်းစူးစမ်းပြီးမှတန်းနေကျွန်တော်တို့
နောက်ဆုံးကောင်းမွန်တဲ့ပုံလေးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းအတူလိုက်ပြီးတော့ကြည့်ရှုပေးပါကျွန်တော်တို့ပထမဆုံးအနေနဲ့ multiple exposure ပေါ့နော် camera setting ထဲမှာ multiple exposure ကိုရှားပါဖြစ်ပါတယ်ဆိုတော့ဒီထက်မှာ multiple exposure ပေါ့နော်multiple exposure ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာ disable ဖြစ်နေရပါဒီဟာ function control ကျွန်တော်တို့ရွေးပါမယ်အောက်က multiple exposure control မှာကျွန်တော်တို့ဒီမှာ setting လေးတွေကျွန်တော်တို့ရွေးလို့ရပါတယ်အဲ့ဒီကနေမှာကျွန်တော်တို့ average ကိုရွေးပြီးတော့ကျွန်တော်တို့ရိုက်ကူးမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ပုံဘယ်နှပုံထပ်မလဲဆိုတာကိုကျွန်တော်တို့ထပ်ပြီးတော့ရွေးချက်လို့ရပါတယ်ကျွန်တော်တို့က2ပုံထပ်မလား3ပုံထပ်မလားပေါ့နော်ဒီမှာကျွန်တော်တို့ number of exposure ဒီမှာရွေးလို့ရပါတယ်2ပုံ3ပုံကျွန်တော်တို့2ပုံပဲထပ်ရိုက်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်2ကိုပဲရွေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ camera setting တွေကနေပြီးမှဒီ multiple exposure ကိုကျွန်တော်တို့ဖွင့်ပြီးပြီးရင်ကျွန်တော်တို့ဒီ average ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရိုက်တော့မှာဖြစ်ပါတယ်ဆိုတော့နောက်မှာ model ရှိပါတယ်ဆိုတော့ကျွန်တော်ဘယ်လိုပုံစံမျိုးရိုက်ကူးဖို့စဉ်းစားထားလဲဆိုရင် model ရဲ့shape လေးကိုပဲကျွန်တော်ယူပြီးနောက်ခံကိုကျွန်တော်လုံးဝ highlight ပေါ့နော် high key ပုံစံမျိုးနဲ့ကျွန်တော်ရိုက်မှာဖြစ်ပါတယ်နောက်ခံကိုဖြူဖြူဖွေးဖွေးရိုက်ပြီးတော့ရှေ့ကလူလေးကိုအရေးကျနေတဲ့ပုံစံမျိုးလေးပဲရိုက်မှာဖြစ်ပါတယ်အဲ့အအောင်မှကျွန်တော်တို့ layer image အနေနဲ့ရှေ့ကနေပြီးမှ light ကလေးကိုခွဲပြီးတော့ထွက်နေတဲ့ပုံစံမျိုးလေးကျွန်တော်ရိုက်ကြည့်မှာဖြစ်ပါတယ်ဒီ background ရဲ့နောက်မှာကျွန်တော်တို့ 86 80နေရာရဲ့ကျွန်တော်မီးရထားပြီးတော့ high key ပုံစံမျိုးထားပြီးတော့ရိုက်မှာဖြစ်ပါတယ်။ရိုက်ခါလေးနဲ့မှတ်ထားရနော်။ရိုက်မီးရလေးနဲ့မြခါလေးဒီဘက်နဲ့ကြိုးလေးဒီဘက်နဲ့လက်မျက်နှာလေးဒီဘက်ပြန်မီးရလေးဒီဘက်နဲ့တူ။ဟဲ့နော်။ Okay ။ဆွေးလေးနဲ့ပြင်မယ်။ရိုက်ကတ်။ Okay ။ခါလေးမှတ်တာရင်မလေးဆန်တာနော်။ Okay ။ခေါင်းဒီဘက်နေနဲ့ဆောင်းရပြီရမယ်နော်โอเคရိုက်ပြီ1 2 3ခါလေးနောက်နည်းနည်းလန်းနောက်နည်းနည်းတောင်ဘက်နောက်ဘက်နည်းနည်းလန်းအေးရပြီရမယ်နော်မိရင်ကင်ထိုင်အပေါ်ကလက်လေးကိုအရှိဘက်နေနဲ့ဆောင်းလိုက်ရပြီရိုက်ပြီနော်ရိုက်ပြီ1 2 3ရိုက်ပြီโอเคကျွန်တော်တို့ဒီမှာရိုက်တဲ့ခါမှာဒါမျိုးနောက်က background ကိုကျွန်တော်တို့ high key နဲ့ရိုက်ထားပါတယ်ရှေ့ကလူကို shadow ပိုင်းလေးနဲ့ကျွန်တော်ယူထားပါတယ်ဒါကကျွန်တော်တို့ပထမဆုံး base image ကိုကျွန်တော်တို့ရိုက်ကူးပြီးစီးတာဖြစ်ပါတယ်ဒုတိယပုံလေးက image မှာကျွန်တော်တို့ထပ်ပြီးတော့ရိုက်ကူးပါမယ်ဒါကတော့နောက်ထပ် layer image ရိုက်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်နေတာပါကျွန်တော်တို့ layer image ရိုက်တဲ့ခါမှာရှေ့က subject ကိုပဲကျွန်တော် light တင်ထားမယ်ပေါ့နော်light တင်ထားပြီးတော့နောက်က background လုံးဝshadow ပိုင်းအမောင်ပိုင်းနဲ့ကျွန်တော်ထားရိုက်မှာဖြစ်တဲ့ background ကိုကျွန်တော်အနက်ရောင်ချိန်လိုက်ပါတယ်ဆိုတော့အစာလေးရိုက်ထားတဲ့ပုံလေးပေါ့နော်ဒီကြောလေးပေးပြီးတော့မီးရိပ်လေးကိုင်းပြီးဘေးကိုငေးနေတဲ့ပုံစံလေးတဲ့ဟိုမှာကျွန်တော်တို့ဒီပထမဆုံးပုံရဲ့ကြောတွေကနေမှကျွန်တော် light ကလေးကိုခွဲပြီးတော့ဒုတိယပုံကထွက်ပြီးတော့ဘေးကိုငေးနေတဲ့ပုံစံမျိုးလေးကျွန်တော်ရိုက်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာကျွန်တော်86မီးပေးထားပါတယ်ဒီ86နဲ့ကျွန်တော်တို့subject ရဲ့ဒီ lighting တစ်ချမ်းကိုကျွန်တော်ယူမှာဖြစ်ပါတယ် exposure တဲ့ဟိုမှာကျွန်တော်တို့ကအစာလေးကပုံသွားပြီးထပ်မှာပေါ့နော်ထပ်ဖို့အတွက်ကျွန်တော်တို့ဒီ select image တွေကနေပြီးမှရိုက်ထားတဲ့ပုံကိုကျွန်တော်ပြန်ရွေးမှာဖြစ်ပါတယ်ပြန်ရွေးပြီးကျွန်တော်တို့ okay ပေးမယ်ပေါ့နော်ဆိုတော့ okay ပေးပြီးကျွန်တော်ဒီ review လေးကိုဖွင့်ရိုက်မှရမှာဆိုတော့ review ကိုဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီပထမဆုံးရိုက်ထားတဲ့ပုံလေးကပေါ်လာမယ်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်နောက်ထပ်တဲ့အနေအထားကိုကျွန်တော်လိုသလိုတင်ပြီးတော့လုပ်လို့ရပါတယ်ရပြီစအောင်ညာခါလေးမှဝိုင်းနေနဲ့မြညောင်းလိုက်အောင်ညလေးမြရပြီခါလေးနဲ့ဆန်လိုက်ခါလေးနဲ့ဆန်ရပြီဟမ်ဒီလေးခါလေးလိုလေးနဲ့ညှော့လိုက်ညှော့ပြီးဒီဘေးကိုငေးလိုက်နည်းဆန်လာရဒီဘက်အနောက်ဘက်ကိုကြည့်တာမျက်နှာလေးနည်းရငွားနည်းနည်းလေးမြမယ်နော်โอเคရိုက်မယ်နော်ရိုက်ပြီ1 2 3နည်းလေးလုပ်မယ်နော်โอเคရိုက်မယ်1 2 3နားလေးနော်โอเคbusy ဖြစ်နေပါတယ်ခဏလေးတော့စောင့်အောင်ပါသူက multiple ပြန်ပေါင်းတဲ့ခါမှာပေါ့နော်โอเคရပါပြီအဲ့တော့ final result ပုံလေးပါโอเคမြင်ရလားမသိ final result ပုံလေးပေါ့နော်အဲ့တော့နောက်ဆုံးထွက်လာတဲ့ပုံလေးပါပထမဒါနောက်မှာရှိတ်ကြနေတဲ့ဟာလေးက base image လေးပါရှေ့ကလူလေးခွဲထွက်လာတဲ့ဟာလေးက layer image လေးပါဆိုတော့ဒါကကျွန်တော်နှစ်ပုံနဲ့ထပ်ပြီးတော့ကျွန်တော်ရိုက်ပြထားတာပါဒါအပြင်ကျွန်တော်တို့စိတ်ကူးစိတ်တန်းရှိသလိုနှစ်ပုံသုံးပုံကျွန်တော်ကြိုက်လို့ထပ်ပြီးတော့ရိုက်လို့ရပါတယ်ဒီခါမှာတော့ကျွန်တော် multiple exposure ကိုအသုံးပြုပြီးတော့ပိုခွဲပေါ့နော်နှစ်ကိုခွဲပုံစံမျိုးလေးကျွန်တော်ရိုက်ကြည့်ပါဖြစ်ပါတယ်နှစ်ကိုခွဲပုံစံမှာကျွန်တော် character မတူအောင်လို့ဒီအစာလေးကကျွန်တော်ရိုက်ခဲ့တဲ့ကုန်းမောင်ခက်ကပြိုမေလေးနဲ့ဒီတငယ်တော်လေးကိုနော်နှစ်ယောက်ကျွန်တော်
ပုံစံနှမျိုးနဲ့ဒုတိယထဲမှာပုံစံနှမျိုးနဲ့ကျွန်တော်ထားပြီးရိုက်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒီလိုရိုက်တဲ့အခါမှာကျွန်တော်တို့background ကလုံးဝအနက်ရောင်ဖြစ်နေဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်အနက်ရောင်ရွေးချယ်ထားပါတယ်ဒါမှတည်းကျွန်တော်တို့ပေါင်းတဲ့အခါမှာထပ်တဲ့အခါမှာသွားပြီးတော့ရှုပ်ထွေးမှုမရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ multiple exposure ကိုရိုက်တဲ့အခါမှာလန့်ရွေးချယ်တတ်ဖို့ကလည်းအရေးကြီးပါတယ်ကျွန်တော်တို့ prime lens တွေကိုအသုံးပြုပြီးရိုက်ကူးလို့တိတ်ပြီးတော့အဆင်မပြေပါဘူးရိုက်ကူးလို့ရပါတယ်zoom lens တွေကပို့ပြီးတော့ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ multiple exposure ရိုက်တဲ့အခါမှာကျွန်တော်ပထမဆုံးကျွန်တော်တို့ base image ကိုကျွန်တော်တို့က zoom in ပုံစံမျိုးရိုက်ထားပြီးမှကျွန်တော်တို့layer image ကိုနည်းနည်းလေးzoom out နဲ့ချဲ့ပြီးမှကျွန်တော်ရိုက်တာကများပါတယ်ကျွန်တော်တို့ prime lens ကိုအသုံးပြုပြီးရိုက်မယ်ဆိုရင်တော့ရိုက်လို့ရတယ်ကျွန်တော်တို့ zoom in zoom out ကစားခြင်းတဲ့အခါမှာ subject ကိုရှေ့တွန်းနောက်ဆုတ်ဒါမှမဟုတ်ဒီရိုက်တဲ့လူကသာလင်းကျွန်တော်တို့ camera ကိုရှေ့တွန်းနောက်ဆုတ်အသုံးပြုပြီးရိုက်မှသာလင်းအဆင်ပြေဒါကြောင့်ကျွန်တော်တို့ zoom lens နေပေါ့နော်အခုကျွန်တော်သုံးမှာတော့ဒီ24 105ကိုအသုံးပြုပြီးရိုက်မှဖြစ်ပါတယ်ဒီ crop frame နေဆိုရင်18 135 140ဒါတွေအသုံးပြုပြီးတော့ရိုက်ကူးလို့လည်းရပါတယ်backlight နောက်မှာနှလုံးပေးထားပေါ့နော်ဟိုဘက်မှာကျွန်တော်တို့ဒီ color gel လေးနဲ့ဒီ flat တစ်ခုပေးထားတယ်ဒီဘက်ကနေပြီးတော့ backlight ကကြတော့ 86 ကိုကျွန်တော်ပေးထားပါတယ်ဒီရှေ့တက်မှာကျွန်တော် 80 200နဲ့ကျွန်တော်တို့နည်းနည်းလေး main light ကိုနည်းနည်းလေးပဲပေးမယ်ပေါ့နော်ဒါနှစ်ပုံထပ်မှာဆိုတော့ကျွန်တော် lighting ဘိုင်းကနေအရေးကြီးတယ် lighting ဘိုင်းနှစ်ပုံသလုံးထပ်တူကြမှာဆိုရင်ကျွန်တော်တို့ကကြည့်ရတာပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ဘယ်လိုပုံစံရိုက်မလဲဆိုရင်အခုကုန်းမောက်ခက်ပုံစံလေးနဲ့ကျွန်တော်တို့ဒီတငယ်တော်လေးနဲ့ပေါ့နော်ဒုတိယထဲမှာနှစ်ကိုခွဲပြီးတော့နှစ်ယောက်ထည့်ရိုက်မှာဖြစ်ပါတယ်စပါမယ်โอเคဒီခါလေးမတ်ဒီမှာလေးလက်ညှိုးလေးကဒီလိုတက်တယ်ဒီဘက်ကလူတယောက်ရှက်လို့သဘောထားတယ်ဒီဘက်မှာတငယ်တော်လာမှာတငယ်တော်လေးနဲ့လက်ညှိုးချင်းလေးထိထားပုံစံမျိုးနော်ဒါလေးနည်းနည်းမြောက်အေးအဲ့လိုလေးနောက်လေးဒီဘက်ကနော်ခါလေးမတ်ပါဟဲ့ခါလေးမတ်လူလေးကနောက်လေးနည်းနည်းကော့လိုက်နည်းနည်းကြောလေးကော့လိုက်လက်ညှိုးလေးဒဲလေးလုပ်မယ်နော်ရပြီလူလေးကနောက်ကိုနည်းနည်းတုံးမယ်မြေးနေနည်းနည်းမြောက်အောင်နော်မြောက်လိုက်ပါအောင်ရပြီလက်ညှိုး1 2 3ရိုက်ပြီဆိုတော့ကျွန်တော်တို့ဒီပုံလေးပြမယ်ပေါ့နော်ညလာမလို့ဖုတ်ကလေးထောက်ပြပါအောင်ဒီဘက်တစ်ချက်မှာလက်ညှိုးလေးထိုးတဲ့ပုံစံမျိုးလေးဒီဘက်တစ်ချက်မှာကျွန်တော်ရိုက်ကနေအလွတ်ချန်ထားဒီအလွတ်ချန်ထားတဲ့နေရာမှာကျွန်တော်တို့ကနောက်လူကိုကျွန်တော်ထည့်မှာဖြစ်ပါတယ်အခု dressing လဲနေပါတယ်တငယ်တော်ဝတ်စုံလေးနဲ့ပြန်ပြီးရိုက်မှာဖြစ်ပါတယ်နောက်မှာတငယ်တော်ဝတ်စုံလေးနဲ့ကျွန်တော်တို့ dressing ချိန်ပြီးပါပြီစကရိုက်ထားတဲ့ပုံနဲ့ကျွန်တော်တို့ပြန်ပြီးတော့နှစ်ပုံပေါင်းမှာဖြစ်ပါတယ်ပေါ့နော်ပထမဆုံးရိုက်ထားတဲ့ပုံနဲ့ဒီထက်မှာအခြေလေးပုံစံမျိုးဖြစ်နေဒုတိယပုံကတော့ဒီမှာမြင်တဲ့အတိုင်းပေါ့နော်အဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့ထပ်မှာဖြစ်ပါတယ်အစတော့ထပ်တော့ကကျွန်တော်တို့ကဒီပုံတွေကိုtripod နဲ့တင်ရိုက်တော့ကျွန်တော်နည်းနည်းလေးဂရုတော့ဆိုင်မှာပေါ့နော်โอเคလက်ညှိုးလေးထိမယ်နည်းနည်းလေးရှိလို့မယ်အေးရပြီနော်ခဏလေးနည်းနည်းအပြုံးလေးထည့်ပါအောင်ဟဲ့လိုက်မယ်1 2 3ရိုက်ပြီညာဆိုတော့ကြည့်ကြည့်အောင်နော်ဒါ final result လေးပါဒါသူတို့နှစ်ယောက်ပေါ့နော်ပုံတစ်ပုံထဲမှာ multiple exposure အသုံးပြုပြီးရိုက်ထားပါကျွန်တော်တို့ကင်မရာနဲ့လုံးဝအပြီးပဲဖြစ်ပါတယ်ကျန်တာလေးကတော့ဒီဘေးမှာ background လွတ်နေရလေးကတော့ကျွန်တော်ပြီးတော့မှ Photoshop မှာပြန်ပြီးတော့ပြင်လို့ရပါတယ်โอเคဆိုတော့ကျွန်တော်ရဲ့ video file လေးကိုအဆုံးထိ like ပြီးတော့ကြည့်ရှုပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှာလည်းကျွန်တော်အားလက်သလို knowledge share video file လေးတွေကိုထပ်မံပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါ